ဒီနေ့ကတော့အကြိုက်ဆုံးကာတွန်းကားလေးတွေကတစ်ခုကိုပြပြပေးမှာဖြစ်ပါတယ်။အသက်12နှစ်အရွယ်ကောင်မလေးအန်နာကဆက်ပိုရိုမြို့မှာသူ့ရဲ့မွေးစားမိဘတွေဖြစ်တဲ့ယူရီကိုတို့လင်မယားနဲ့အတူနေထိုင်ပါတယ်။အန်နာကကဘာကြီးကမျက်စိနဲ့မမြင်နိုင်တဲ့မော်ဆန်နဲ့ဆက်ဝိုင်းကြီးတစ်ခုမှရှိနေပြီးလူတိုင်းကအိတ်ဆိုင်ဝိုင်းရဲ့အတွင်းမှာရှိကြပေမဲ့တူမတယောက်တည်းအပြင်ဘက်ကိုခွဲထွက်နေတယ်လို့ခန်းစားနေရပါတယ်။တနေ့ပန်းချန်ထဲမှာပုံထိုင်ကျွဲနေတော့ပန်းနာရင်ကျက်ယောဂကြောင့်မေးလဲဝါပြီးတူမတင်ငယ်ချင်းတွေကတူမကိုအိမ်ပြန်ပို့ပေးခဲ့ပါတယ်။အဲဒီနောက်တူမရဲ့အမေကအန်နာကိုဆရာဝန်နဲ့တွားတွေ့ပြီးအန်နာကမကြသေးခင်ကတည်းကပိုပြီးတိတ်ဆိတ်လာတယ်မပြုံးတော့ဘူးကျောင်းသားတင်ငယ်ချင်းတွေအကြောင်းလည်းမပြောတော့ဘူးလို့ပြောပါတယ်။ဆရာဝန်ကအကြောင်းရင်းနှစ်ခုရှိနိုင်ပြီးပထမတစ်ခုကယူရီကိုကတူမကိုတယောက်တည်းပြုစုနေရတာဖြစ်ပြီးတူမရဲ့ခင်မုန်းကလည်းအလုပ်ကြောင့်အခီးအမြဲတမ်းသွားနေရတာပါ။ဒုတိယတစ်ခုကအန်နာနဲ့ယူရီကိုတို့ကြားမှာတွေ့တာမတော်ဆက်တာပါ။ဒါကြောင့်ဆရာဝန်ကအန်နာကိုနူယာဒီမှာပင်လယ်ကမ်းစပ်မြို့လေးကိုပို့ပေးဖို့အကြံပေးပါတယ်။အဲဒီမြို့လေးကလေကောင်းလေတန်လေးရတာကြောင့်မလို့ပန်းနာရင်ကျက်အတွက်လည်းအလွန်ကောင်းပါတယ်။ဒီလိုနဲ့ပဲအန်နာဟာပင်လယ်ကမ်းစပ်မြို့လေးကိုတွားရောက်ဖို့အတွက်ဖြစ်လာပါတော့တယ်။အန်နာထွက်သွားမယ့်နေ့မှာတော့ယူရီကိုကယထာဘူတာယုံကိုကိုရန်နဲ့ပို့ပေးပါတယ်။အန်နာကတော့ပုံမှန်လိုပဲတိတ်တိတ်ဆိတ်ဆိတ်နေပြီးစိတ်ထဲမှာလည်းဘာမှမပြောဘဲအေးအေးဆေးဆေးနေခဲ့ပါတယ်။အန်နာကယထာပေါ်တက်သွားပြီးနောက်ယူရီကိုကပလက်ဖောင်းပေါ်ကနေယထာထွက်သွားတာကိုငေးကြည့်နေပါတယ်။အန်နာယထာဘူတာကိုရောက်တဲ့ချိန်မှာတော့ယူရီကိုရဲ့အမျိုးတွေဖြစ်တဲ့ဆက်ဆွနဲ့ခီယိုမာဆာအိုယူဝါတို့ကလာကြိုကြပါတယ်။ကားပေါ်ကနေလမ်းတစ်လျှောက်အန်နာကပတ်ဝန်းကျင်ကိုငေးနေရင်းနဲ့စပက်ကြီးအဟောင်းကြီးတစ်ခုကိုတွေ့တဲ့ချိန်မှာအဲ့ဒါဘာလဲလို့မေးလိုက်ပါတယ်။အဲ့ဒီနေရာကတရိတ်ဆန်စားတွေတုံလောင်တဲ့နေရာဖြစ်ပြီးတရဲလျှောက်လို့အဲ့ဒီနေရာကိုမသွားနဲ့လို့ပြောပါတယ်။အိုယူဝါတို့အင်ကိုရောက်တဲ့ခါမှာတော့အန်နာကအင်ကိုတဘောကျသွားပါတယ်။အန်နာကတိုကျိုမှာယောဂသင်တန်းနီးပြလုပ်နေတဲ့သူတို့သမီးခန့်မှာနေရမှာပါ။နေရာရှာပြီးနောက်အန်နာကလမ်းလျှောက်ထွက်ရင်ဒီရေတောလယ်မှာရှိတဲ့အိမ်ကြီးတစ်ခုကိုတွေ့သွားပါတယ်။အန်နာကအိမ်ကြီးစီကိုသွားကြည့်ရင်အိမ်ထဲကိုလှည့်လည်ပက်ကြည့်ပါတယ်။တူမကအဲ့ဒီနေရာကိုမရောက်ဘူးပေမဲ့ထူးဆန်းစွာပဲရင်းနှီးနေသလိုခံစားရပါတယ်။ဒါပေမဲ့ဒီအိမ်ကြီးကအလွန်ကိုဟောင်းနေပြီးလူမနေတာကြာပြီဆိုတာကိုသိလိုက်ရပါတယ်။အန်နာကအိမ်ကြီးကိုပက်ကြည့်နေရင်အပေါ်ထက်မှာအိပ်ပျော်သွားပြီးနိုးလာတဲ့ချိန်မှာတော့နေဝင်နေပါပြီ။ပြန်ထွက်ဖို့ကြိုးစားပေမဲ့ရေတက်လာလို့ဒီရေတောထဲမှာပိတ်မိသွားပါတယ်။အဲ့ဒီရှယ်တိုအီရှိဆိုတဲ့အဖိုးကြီးတယောက်ရောက်လာပြီးအလှေနဲ့အန်နာကိုကဲတင်ကကန်းကိုပြန်လဲပို့ပေးပါတယ်။လေပေါ်မှာရှိနေတော့အန်နာကအင်ကြီးထဲမှာမီးလင်းလာတာကိုမြင်လိုက်တယ်လို့ထင်ပေမဲ့ခဏအကြာမှာတော့အဲ့ဒီဟာကနေအောင်ပြန်ဟတ်တာဖြစ်နေပါတယ်။အန်နာအိမ်ပြန်ရောက်တဲ့အခါဆက်စုကအင်ကြီးကအရင်တုန်းကနိုင်ငံခြားသားတွေပိုင်ပြီးခုတော့ဆွန့်ပစ်ထားတာကြာပြီလို့ပြောပါတယ်။ကီယိုမာဆာကလည်းအင်ကြီးရောစပယ်ကြီးရောကတရဲလျှောက်လို့အဲ့ကောင်မသွားဘူးတတိပေးပါတယ်။ဒါပေမဲ့အဲ့ဒီညကနေစပြီးအန်နာကထူးဆန်းတဲ့အိမ်မက်တွေကိုနေတိုင်းမပါတော့တယ်။အိမ်ကြီးထဲမှာချွေရောင်စပင်ရှိတဲ့မိန်းကလေးတစ်ယောက်နဲ့အဖွားအိုတစ်ယောက်ကတူမရဲ့စပင်ကိုဖိပေးနေတဲ့အိမ်မက်ပါ။နောက်ပိုင်းမှာအန်နာကအင်ကြီးစီကိုသွားပြီးပုံတွေဆွဲတက်တယ်လို့ညပိုင်းမှာလည်းအိမ်မက်ထဲကအဲ့ဒီမိန်းကလေးကိုရှင်းရှင်းလင်းလင်းမြင်လာရပါတယ်။တနေ့ဆက်စုကအန်နာကိုသူတို့အိမ်ကြီးရှင်ကာတိုယာနဲ့မိတ်ဆက်ပေးပါတယ်။ကာတိုယာကလည်းအန်နာကိုတွေ့ချင်နေခဲ့တာဖြစ်ပြီးနိုဘူကိုလို့ခေါ်တဲ့အန်နာနဲ့ရွယ်တူသမီးတစ်ယောက်လည်းရှိပါတယ်။လူကြီးတွေကမိန်းကလေးနှစ်ယောက်ကိုမိဘပွဲကိုတူတူတွားခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆက်စုကတိုကျိုမှာနေတဲ့သူတို့သမီးရဲ့ကီမိုနိုအဟောင်းကိုအန်နာကိုဝတ်ဖို့ထုတ်ပေးလိုက်ပါတယ်။ပွဲညမှာအန်နာကနိုဘူကိုနဲ့အတူတူပွဲတွေကိုတွားခဲ့ပါတယ်။ဒါပေမဲ့အန်နာနဲ့နိုဘူကိုတို့ကစကားများကြပြီးအန်နာကနိုဘူကိုကိုဝတ်မကြီးလို့ပြောလိုက်ပါတယ်။နိုဘူကိုကလည်းစိတ်ထိခိုက်ပြီးအန်နာကလည်းအဲ့ဒီနေရာကနေထွက်ပြေးကအင်ကြီးရှိတဲ့ဒီရီတောစီကိုပြေးသွားခဲ့ပါတယ်။ကဲဆန်နာမှာလည်းလှေတကြီးကိုတွေ့တာကြောင့်အန်နာကအင်ကြီးစီကိုကိုယ်တိုင်ပဲလှော်ဝါးလိုက်ပါတယ်။အင်ကြီးကိုရောက်တဲ့ချိန်မှာတော့အန်နာရဲ့အိမ်မက်ထဲကချွေအောင်စပင်နဲ့ကောင်မလေးကပေါ်လာပြီးအန်နာကိုလှေထဲကနေဆင်းဖို့ကူညီပေးပါတယ်။အဲ့ဒီမိန်းကလေးကအဲ့ဒီလှေကိုငါသမင်တကာထားခဲ့တာလို့ပြောပါတယ်။တူမနာမည်ကမာနီဖြစ်ပြီးအန်နာကိုကမ်ဘတ်ကိုလှေလော်ပြီးပြန်ပို့ပေးပါတယ်။အဲ့ဒီညကအန်နာနဲ့မာနီတို့ကတူတူတွေ့ဆုံမှုကြောင်းကိုဘယ်သူမှမပြောဖို့သဘောတူလိုက်ကြပါတယ်။အန်နာအိမ်ပြန်ရောက်တော့နိုဘူကိုရဲ့အမေကအန်နာရဲ့ပြုမှုကြောင့်ဆွဆွတို့ကိုမကျေနပ်ပဲတိုင်နေပါတယ်။ဒါပေမဲ့ဆွဆွနဲ့ခီယိုမာဆာတို့ကအန်နာကိုမဆူပဲနားလည်ပေးကြပါတယ်။နောက်တညမှာတော့အန်နာကဒီရီဒေါစီကိုထပ်သွားပြီးမာနီနဲ့ထပ်တွေ့ပါတယ်ဒီတစ်ခါမှာတော့ဒီရီတက်နေတဲ့အချိန်ဖြစ်လို့အန်နာကအင်ကြီးစီကိုလှေနဲ့ကူးဝါရပါတယ်မာနီကအန်နာကိုလှေလော်တက်အောင်ကူပေးရင်နှစ်ယောက်သားကူကီးနဲ့ဂျူးစ်တွေကိုတောက်ရင်စကားပြောကြပါတယ်မာနီကအန်နာကိုပစ်ကနစ်တူတူတွားရအောင်လို့ပြောပါတယ်တယောက်နဲ့တယောက်မေကွန်တုံးခုစီပဲမိမယ်လို့သဘောတူကြပါတယ်အဲ့ဒီနောက်နှစ်ယောက်သားကကစားရင်းနဲ့တဖြည်းဖြည်းရင်းနှီးလာကြပါတယ်သူတို့ကတခါတည်းအများကြီးမသိချင်ပဲဖြည်းဖြည်းချင်းပဲသိချင်ကြတာပါနောက်ပိုင်းမာနီကအန်နာကိုအိမ်မှာလုပ်တဲ့ပါတီတစ်ခုကိုဖိတ်ပါတယ်အိမ်ထဲမှာအဲ့ထွေတွေများကြီးနဲ့စီကားနေပြီးမာနီကအန်နာကိုအထဲဝင်နိုင်အောင်ပြုလုပ်ပေးပါတယ်အဲ့ရှင်အင်အကူကောင်းဆောင်ရောက်လာပြီးအရှင်ရောက်ပြီလို့ပြောတဲ့အခါမာနီနဲ့အန်နာတို့ကအဲ့ဒီအင်အကူကိုအပေါ်တက်ကိုခေါ်သွားပြီးမာနီရဲ့ခန်းထဲမှာပိတ်ထားကြလိုက်ပါတယ်ပြီးတော့နှစ်ယောက်သားပြည့်စင်လာကြပါတယ်ပါတီမှာလည်းမာနီကအန်နာကိုတူမိဘတွေနဲ့မိတ်ဆက်ပေးပြီးပန်းပွင့်နေရောင်းတဲ့ကောင်မလေးလိုမိတ်ဆက်ပေးပါတယ်ဒါပေမဲ့အန်နာကရှက်လွန်းလို့လူများကြမှာမနေနိုင်ပဲအခန်းထောင်တနေရာကိုထွက်ပြေးသွားပါတယ်
အဲ့ဒီအချိန်အန်နာကမာနီကကာဇူဟူကိုဆိုတဲ့ကောင်လေးတယောက်နဲ့ကနေတာကိုမြင်လိုက်ရပါတယ်။အန်နာကပြန်တော့မဲ့အချိန်မှာမာနီကအတူကပြီးနောက်ထပ်ကကိုထက်ချပေးပါနော်လို့ပြောပါတယ်။နောက်တနေ့မနက်မြို့ကလူတွေကအန်နာကိုရှုံပုံနားလေးမှာအိပ်ပျော်နေတာတွေ့ပြီးအိုအီဝါတို့အိမ်ကိုပြန်ပို့ပေးကြပါတယ်။အန်နာကလည်းတူဖက်နဲ့တစ်ဖက်ပျောက်နေတာကြောင့်နောက်တနေ့မနက်မှာအိမ်ကြီးကိုသွားပြီးပျောက်သွားတဲ့ဖက်နဲ့ကိုရှာပေမဲ့အိမ်ကဆွန့်ပစ်ထားတဲ့အိမ်ဟောင်းပုံစံပြန်ဖြစ်နေပါတယ်။အဲ့ဒီရက်ပိုင်းတွေမှာအန်နာဆက်စုနဲ့ကီယိုမာဆာတို့ကလည်းအချိန်ကောင်းလေးတွေကိုဖျက်ဆီးနေကြပါတယ်။တပတ်လောက်ကြာပြီးနောက်အန်နာကကဲနားမှာထိုင်ပြီးအင်ကြီးရဲ့ပုံကိုဆွဲနေတဲ့ဟီဆာကိုဆိုတဲ့အသက်ကြီးကြီးအမျိုးသမီးတစ်ယောက်နဲ့တွေ့ပါတယ်။ဟီဆာကိုကလည်းဒီရီသောနဲ့အင်ကြီးပုံကိုဆွဲနေရတာသဘောကျတဲ့သူပါ။ဟီဆာကိုကအန်နာဆွဲထားတဲ့ပုံကိုကြည့်ပြီးဒီပုံတွေကငငယ်တုန်းကခင်ခဲ့တဲ့မိန်းကလေးတစ်ယောက်နဲ့တော်တော်လေးကိုတူတယ်လို့ပြောပါတယ်။ပြီးတော့အင်ကြီးကိုလည်းပိုင်ရှင်တွတ်တွေကပြန်လဲပြည့်ပြည့်နေတယ်လို့ပြောပါတယ်။အန်နာကအဲ့ဒါကိုကြားတာနဲ့အင်ကြီးစစ်ကိုပြေးသွားပါတယ်။အဲ့ဒီမှာဆာယာကာဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ပါတယ်။ဆာယာကာကအန်နာကိုမာနီလို့ထင်နေပါတယ်။အန်နာကမာနီမဟုတ်ဘူးလို့ပြောလိုက်တော့ဆာယာကာကနားလည်သွားပါတယ်။ဆာယာကာကသူတို့ရဲ့အိမ်ကြီးထဲမှာဒါယောရီတအုပ်ကိုတွေ့ထားတယ်လို့ပြောပါတယ်။အန်နာကဒါယာရီကိုဖက်ကြည့်လိုက်တဲ့အချိန်မှာတော့မာနီရဲ့ဒါယာရီဖြစ်နေပြီးအန်နာကိုယ်တိုင်ပါဝင်ခဲ့တဲ့အဖြစ်အပျက်တွေလေစီးခဲ့တဲ့ညတွေပါတီတက်ခဲ့တဲ့ညတွေအားလုံးကိုရေးထားတာတွေ့လိုက်ရပါတယ်။အန်နာကလည်းအရန်ကိုအံ့ဩသွားခဲ့ရပါတယ်။ဒါယာရီထဲမှာပါတီညကမာနီလုပ်ခဲ့တဲ့အကြောင်းပြစ်ပေးခံရပြီးအပြစ်မထွက်ရတော့တဲ့အကြောင်းလည်းရေးထားပါတယ်။ဒါပေမဲ့ဒါယာရီရဲ့စာမျက်နှာချိုးကပြတ်နေပါတယ်။ဆရာကအဲ့ဒါကိုသတိထားမိပြီးပျောက်နေတဲ့စာမျက်နှာတွေကိုငါလည်းမတွေ့သေးဘူးလို့ပြောပါတယ်။နောက်တစ်နေ့မှာမာနီကတော်တော်ကြာမှပထမဆုံးချိန်ပြန်ပေါ်လာပါတယ်။အန်နာနဲ့မာနီနဲ့နှစ်ယောက်ကတယောက်ကိုတယောက်ဘလောက်လွမ်းနေကြောင်းပြောကြပြီးသူတို့မိသားစုကြောင့်စကားတွေပြောကြပါတယ်။အန်နာကငါလည်းနှစ်လိုမျိုးမိဘအစ်စ်ရှိရှင်တယ်လို့ပြောပါတယ်။အန်နာရဲ့မိသားစုနဲ့နီးစပ်တဲ့ဆွေမျိုးအလုံးကတိတ်ဆုံးသွားကြပြီဖြစ်ပါတယ်။ဒါပေမဲ့မာနီကတော့ငါကတော့နှစ်လိုမျိုးချစ်ပေးတဲ့မွေးစားမိဘတွေရှိရဲ့မိဘမဲ့တယောက်ပဲဖြစ်ရှင်တယ်လို့ပြန်ပြောပါတယ်။အဲဒီနောက်အန်နာကလွန်ခဲ့တဲ့လအနေငယ်ကတူမရဲ့မွေးစားမိဘတွေကိုအစိုးရကပတ်စံပေးပြီးတူမကိုဆောက်ရှောက်ခိုင်းထားတာကိုတီးခဲ့ရကြောင်းပြောပါတယ်။သူတို့ကငါ့ကိုတကယ်ချစ်တာမဟုတ်ပဲပတ်စံကြောင့်ပဲရှေ့ဟန်ဆောင်နေကြတာလို့ပြောပါတယ်။အဲ့လိုမျိုးထင်မြင်ချက်ကြောင့်အန်နာကစိတ်ပြက်ပြီးဝမ်းနည်းနေခဲ့ရတာပါ။မာနီကလည်းတူမရဲ့ဘဝအကြောင်းအန်နာကိုပြောပြပါတယ်။မာနီရဲ့မိဘတွေကအလုပ်ကြောင့်နိုင်ငံခြားကိုမကြာခဏသွားနေရပြီးတူမရဲ့အမေကိုမကြာခဏမတွေ့ရတယ်လို့တူမရဲ့အဖေကိုလည်းတစ်နှစ်မှ2ကြိမ်လောက်ပဲတွေ့ရပါတယ်။ဒါကြောင့်မာနီကအင်ကြီးထဲမှာကလေးထိန်နဲ့သူတို့ရဲ့အစိက2ယောက်ဖြစ်တဲ့သူတွေနဲ့ပဲနေထိုင်ကြပါတယ်။ဒါပေမဲ့သူတို့ကမာနီကိုစိတ်ပိုင်းဆိုင်ရာရောကိုယ်ပိုင်းဆိုင်ရာရောနှိမ့်ဆက်ကြပါတယ်။မာနီကသူတို့အတွင်းတွေပြောနေတဲ့အချိန်မှာငါကအင်ကြီးထဲကနေခိုးထွက်တတ်တယ်။အဲ့ဒီအချိန်မှာပဲငါကလွတ်လပ်တယ်လို့ခံစားရတာလို့အန်နာကိုပြောပြပါတယ်။ဒါပေမဲ့တူမမိဘတွေအိမ်ပြန်လာတဲ့အချိန်မှာတော့သူတို့အိမ်ကြီးကအရင်ကိုခန်းထားတဲ့ပါတီပွဲတွေလုပ်ကြပါတယ်။မာနီကအဝတ်စုံတစ်တူဝတ်ရပြီးလူတွေနဲ့ကရတဲ့အချိန်မှာတူမကိုတူမကဘာပေါ်မှာအပြည့်စုံမင်းကလေးလို့ခံစားရတယ်လို့ပြောပါတယ်။ကဲနာမှာစကားပြောနေရင်မာနီကအိမ်ဖော်တွေကတူမကိုကြည်ထဲမှာပိတ်ထားမယ်လို့ရှင်းလျှောက်တတ်ကြောင်ပြပြပါတယ်။အန်နာကလည်းမာနီကိုစပယ်ကြီးတဲကိုခေါ်သွားပြီးတူမရဲ့ကြောက်စိတ်ကိုရင်ဆိုင်နိုင်အောင်ကူညီပေးပါတယ်။ဒါပေမဲ့အန်နာအသိစိတ်ပြန်ဝင်လာပြီးမျက်စိတစ်မိနစ်အတွင်းမှာပဲစပယ်ကြီးနားမှာတူမတယောက်တည်းဖြစ်နေပြီးမာနီကတော့ပျောက်သွားပါတယ်။မာနီကိုလိုက်ရှာရင်အိမ်နားမှာပဲမိလဲဝါခဲ့ပါတယ်။အဲ့ဒီအချိန်ဆာယာကာကဒါယာရီတွေကပျောက်ဆုံးနေတဲ့စာမျက်နှာတွေကိုတွေ့သွားပါတယ်။အဲ့ဒီစာမျက်နှာတွေထဲမှာကာဇူဟီကိုရဲ့အကြောင်းနဲ့အိမ်နာလီကဆွတ်ပစ်ထားတဲ့စပယ်ကြီးအကြောင်းကိုရေးထားပါတယ်။ဆာယာကာနဲ့တူမရဲ့အကူတို့ကလည်းအန်နာကိုတတိလစ်နေတဲ့အချိန်တွေမှာတွေ့ပြီးအိုယိုဝါတို့အိမ်ကိုပြန်ခေါ်လာခဲ့ပါတယ်။အန်နာကဖျားနေတဲ့အချိန်မှာအိမ်မက်လူလူမြင်နေရပြီးမာနီနဲ့ပြန်တွေ့ပါတယ်။မာနီကအန်နာကိုငါနင်းကိုထားခဲ့ရလို့တောင်းပန်ပါတယ်ဒါပေမဲ့အခုကစပြီးနင်းနဲ့ငါနဲ့မတွေ့နိုင်တော့ဘူးလို့ပြောပါတယ်။ငါကမာနီကိုခွင့်လွှတ်လိုက်ပြီးနှစ်ယောက်တော့ဝမ်းနဲ့စွာနှုတ်ဆက်ကြပါတယ်။အဲ့ဒီချိန်မှာပဲမိုးတိတ်သွားပြီးနှစ်ယောက်ပြန်ထွက်လာခဲ့ပါတယ်။အန်နာဖျားရကနေတက်တာလာပြီးနောက်ဆာယာကာကပျောက်ဆုံးနေတဲ့ဒါယာရီရဲ့စာရွက်တွေနဲ့ဟီဆာကိုပေးထားတဲ့ပကြီးကားကိုအန်နာကိုပြပါတယ်။သူတို့တွေကလည်းဟီဆာကိုစီကိုသွားပြီးမာနီရဲ့အကြောင်းကိုမေးမြန်းကြပါတော့တယ်။ဟီဆာကိုကဒီဇလန်ကပျော်စရာဇက်သိမ်းမဟုတ်ခဲ့ဘူးလို့ပြောပြီးမာနီရဲ့ဘဝကိုစတင်ပြပြပါတော့တယ်။ဟီဆာကိုနဲ့မာနီတို့ကငငယ်ကလေးကအရန်ကိုရင်းနေတဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။မာနီကတူမမိဘတွေကိုချစ်ပေမဲ့အမြဲတမ်းအထီးကျန်နေပါတယ်။မိဘတွေကအလုပ်ကြောင့်အမြဲခရီးထွက်နေရပြီးတူမကိုစောင့်ရှောက်တဲ့အိမ်ဖော်တွေကလည်းတူမပေါ်မကျင်နာကြပါဘူး။နှစ်တွေကြာပြီးနောက်မာနီကကာဇူဟီကိုဆိုတဲ့ကောင်လေးနဲ့လက်ထပ်ပြီးအမလီဆိုတဲ့သမီးလေးတယောက်ရလာပါတယ်။ဒါပေမဲ့ကာဇူဟီကိုကမကြခင်မှာပဲနာမကျန်းဖြစ်ပြီးတိတ်ဆုံးသွားပါတယ်။အဲ့ဒီချိန်မာနီကစိတ်တန်ရာကြောင့်ဆေးရုံတစ်ခုကိုပို့ခံလိုက်ရပါတယ်။အမလီကိုတော့ကျောင်းတစ်ခုမှာပို့ထားလိုက်ကြပါတယ်။မာနီရဲ့မိဘတွေကလည်းတိတ်ဆုံးသွားလို့အမလီကိုကြည့်မဲ့သူမရှိတော့လို့ပါ။မာနီဆေးရုံကဆင်းလာတဲ့ချိန်မှာအမလီကသက်73နှစ်ရှိနေပြီးသူ့အမေကိုမုန်းနေခဲ့ပါတယ်။အမေကငါ့ကိုဆွန့်ပစ်ခဲ့တယ်လို့ထင်နေပြီးမာနီကိုအပြစ်တင်နေပါတယ်။နောက်ဆုံးမှာအမလီကအိမ်ကနေထွက်ပြေးပြီးအိမ်အောင်ကြပါတယ်။အမလီကသမီးလေးတယောက်ကိုဝင်ရှိနေချင်မှာပဲသူမနဲ့တူမခင်ပိုးတို့ကကားမတော်ဆောင်မှုနဲ့တိတ်ဆုံးသွားကြပါတယ်။အဲ့ဒီချိန်မှာအမလီရဲ့သမီးလေးကတစ်နှစ်ပဲရှိပါသေးတယ်။မာနီကတူမရဲ့မိမလေးကိုကိုယ်တိုင်ပြန်မွေးပြီးအရင်ရှစ်ပေးခဲ့ပါတယ်။ဒါပေမဲ့အမလီကိုဆုံးရှုံးခဲ့ရတဲ့စိတ်တန်ရာကိုတော့မာနီကမကြော်ဖြတ်နိုင်သေးပါဘူး။
အမလီလေးအသက်2နှစ်အရွယ်မှာပဲမာနီကအရင်ကမချမ်းဖြစ်ပြီးတည်ဆုံသွားခဲ့ရပါတော့တယ်။မာနီတည်ဆုံပြီးသွားတဲ့နောက်မှာတော့တူမရဲ့မိမလေးကိုမိဘမိတ်ကဟာပို့လိုက်ကြပါတယ်။ဟီဆာကိုကဇလန်ကိုပြောပြီးသွားတဲ့အချိန်မှာဆာယာကာကမျက်ရည်ကျပြီးငိုပါတော့တယ်။အန်နာကတော့ဟီဆာကိုအမှန်တမ်းပြပြပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောပါတယ်။ဟီဆာကိုကမာနီရဲ့ဘဝကဝမ်းနည်းစရာတွေပြပေးမယ်။သူကအမြဲတမ်းပြုံးပြီးအားကုန်အသက်ရှင်သွားခဲ့ပါတယ်လို့ပြောပါတယ်။နွေရာသီပြီးဆုံးခါနေမှာယူရီကိုကအန်နာကိုအိမ်ပြန်ခေါ်ဖို့မြို့ကိုလိုက်လာခဲ့ပါတယ်။ယူရီကိုကအိမ်အဟောင်းပုံတွေကိုကြည့်ပြီးအန်နာကိုပေးကဒါကနင့်အဖွားပိုင်ခဲ့တာလို့ပြောပါတယ်။အန်နာကပူရဲနောက်ကျော်မှာမာနီဆိုတဲ့နာမည်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီချိန်မှာတော့တူမဟာအမလီရဲ့သမီးမာနီရဲ့မြေးဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒီအမှန်တရားကြောင့်အန်နာကတူမရဲ့မိဘဆွေမျိုးတွေနဲ့ပတ်သက်မှုကိုသေချာဖြေရှင်းနိုင်သွားခဲ့ပါတယ်။တစ်ဆက်တည်းမှာပဲယူရီကိုကအစိုးရထောက်ပံ့ငွေအကြောင်းကိုလည်းအန်နာကိုပြောပြပါတယ်။အန်နာကတူမကိုအဲ့ဒီပတ်စံအကြောင်းသိပြီးသားဖြစ်ပေမဲ့အခုတော့ဂယူးမဆိုင်တော့ဘူး။ဘာပဲဖြစ်ဖြစ်ကျမအမေကိုချစ်ပါတယ်လို့ပြောပါတယ်။အဲ့ဒီဟာကအန်နာကယူရီကိုအမေလို့ပထမဆုံးအကြိမ်ခေါ်လိုက်တာဖြစ်ပါတယ်။ဇလန်းအဆုံးမှာတော့အန်နာကမြို့ကတငယ်ချင်းအတွက်တွေကိုနှုတ်ဆက်ပြီးယူရီကိုနဲ့ကားမောင်းပြီးတော့ထွက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ဒီရေတော်ထဲမှာဆာယာကာနဲ့ဦးလေးကြီးကိုလည်းတွေ့လိုက်ရပြီးလမ်းပြနှုတ်ဆက်နေပါတယ်။အင်ကြီးဘက်ကနေလည်းမာနီကနှုတ်ဆက်နေတယ်လို့မြင်အောင်လာပါတော့တယ်